ဟာယာရုတိုးဖို့လက်တကန်းအလိုစူးစမ်းပန်းစားလုပ်ကင်နေတဲ့ဟိုတယ်ဝန်ထမ်းတဦးပေါ့ဒါပေမဲ့သူမရဲ့တငယ်ချင်းဟောင်းကလင်းတော်မောင်ရဲ့အဆက်အသွယ်တွေကိုသုံးပြီးသူမရမယ့်ယာရုကိုဖျက်လူသွားတဲ့အခါမှာတော့တစ္ဆာဖောက်မှုဆိုတာကြီးကိုစတင်ခန်းစားလိုက်ရပါတယ်ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးအဲ့ဒီတငယ်ချင်းဗီလိန်မကအထက်လူကြီးအစ်စ်ဖြစ်လာပြီးနောက်မင်းသမီးရဲ့အလုပ်ချိန်တွေကိုရှော့ချလာစာတွေကိုဖြစ်နေကိုတောင်ဂရုမစိုက်ပဲဗီလိန်ပြည်တဲ့ကြောင်အစွမ်းပြပါတော့တယ်ပြီးတော့ဇလန်းကပိုးရှုပ်ထွေးလာပါတယ်ဗီလိန်မကဒီချက်ကိုနှိမ့်ဆက်ဖို့မင်းသမီးနဲ့အဆက်အသွယ်ပြတ်နေတဲ့မိသားစုကိုလိုက်ရှာပြီးခေါ်ထုတ်လာခဲ့တယ်အဲ့ဒီမိသားစုကလည်းမင်းသမီးကိုအသက်ကြီးကြီးလူတစ်ယောက်စီအထူးလျှော့ဈေးနဲ့ရောင်းချသလိုမျိုးအတင်းကျပ်ပေးစားဖို့စ조사ကြပါတယ်အခြေအနေတွေဆိုးရွားနေတဲ့အချိန်မှာပဲသူမရဲ့ရှောင်းတခင်လက်ထပ်ထားတဲ့လင်းတော်မောင်ကပေါ်လာပြီးကဲတင်ရှင်လုပ်ပါလေရောဒီလိုပဲဖြစ်ရမယ်လေနောက်ထပ်တသနာတွေတက်မှာဆိုလို့သူကမင်းသမီးကိုသူ့အိမ်ကိုခေါ်သွားပါတယ်အဲ့ဒီမှာရင်မင်းသမီးကအန်အော်တုံလို့သွားရပြန်ပါတယ်အင်ကြီးကခန်းသားထဲဝါလုံးနေတာကြောင့်တက္ကစီဒရိုင်ဘာတယောက်ကမီတုကမဂဇင်းတွေကလို့စံအင်ကြီးကိုဘယ်လိုများဝယ်နိုင်ရတာလဲဆိုပြီးတန်တရားဝင်လာပါတော့တယ်ဒါပေမဲ့ဇလန်းတွေရဲ့ထုံးစံအတိုင်းမင်းသားကဒါတငယ်ချင်းအိမ်မှာဆိုပြီးလိန်ညာလိုက်ပါတယ်ဒရာမာကဘာမှာဆိုရင်ချမ်းသာတဲ့သူတွေဟာသူတို့ရဲ့မိသူမိဝါဖြစ်ကြောင်းကိုအမြဲပုံကွယ်ထားတတ်ကြတယ်မိန်းကလေးတွေကိုငွေမက်တလားဆိုပြီးစမ်းတက်တတ်ကြတယ်ပြီးတော့ပုံပွင့်လင်းလင်းစကားပြောမဲ့အစားအလွန်ကျွံတွေလိန်ညာတတ်ကြတာကိုအိမ်ရောက်လို့အခြေချပြီးနောက်မှာတော့ CEO တက္ကစီဒရိုင်ဘာအယောင်ဆောင်ကရေချိုးပြီးလို့သူ့ကိုအဝယ်စားလမ်းပေးဖို့မင်းသမီးကိုခိုင်းပါတယ်ကန်ဆိုးကျင်တော့သူ့ရဲ့အတွင်းရေးမှုကခရီးဆောင်အိတ်ထဲမှာတော်တော်လေးကိုတန်တရားဖြစ်ပွဲအဝယ်စားတွေထည့်ပေးလိုက်မိပါတယ်အဲ့ဒီမှာတင်ရှက်ကိုရှက်ကန်းအနေထားတွေအလန့်တကြားရှင်းပြချက်တွေနဲ့အပိုင်း3ပိုင်းစာလောက်ဆွဲဆန်းလို့ရတဲ့ထင်လွဲမှုကြီးစတင်ပါတော့တယ်အချက်အညိုတေးလှုပ်ဝက်ချမ်းသာမှုအားနည်းတဲ့စက်တွေပြောဆိုမှုတွေနဲ့ချက်ချင်းထုတ်ပယ်ခံတဲ့တွေ့ရမှုတယောက်ဒါတွေကတော့ drama နိဗ္ဗာန်ဘုံရဲ့နေ့စဉ်ဖြစ်ရတွေပါပဲ